ငရဲကြီးရှစ်ထပ်သိန်းဆုံးငရဲရဲ့ဆင်းရဲပုံဒီသိန်းဆုံးငရဲကိုကြားရောက်လာတဲ့ငရဲသားတွေကိုငရဲထိန်တွေကအပိုင်းပိုင်းပြတ်အောင်ခုတ်ဖြတ်ကြတယ်အဲဒီလိုခုတ်ဖြတ်ကြတဲ့အတွက်တခါတည်းနဲ့ဒီစရာရှိပြင်မဲ့အာဟုဒုက္ခမကုံသေးသမျှထက်ခါအသက်ရှင်ပြီးတော့ငရဲထိန်တွေရဲ့ခုတ်ဖြတ်မှုတပ်ပုံမှုကိုပြင်းစွာခံစားကြရရှာနေတယ်ဒီငရဲကိုတော့သိန်းဆုံးငရဲလို့ခေါ်ပါတယ်နံပါတ်1ကာလတုံငရဲရဲ့ဆင်းရဲပုံဒီကာလတုံငရဲကိုကြားရောက်လာတဲ့ငရဲသားတွေကိုငရဲထိန်တွေဟာတားကောင်ကိုခွေးတွေလိုက်တယ်လို့အတင်းလိုက်ကြတယ်အဲဒီလိုအတင်းလိုက်ပြီးတော့မောဟိုက်သွားတဲ့အခါမှာတတုံးကြီးကိုသိ၍ဓမ္မတွေကခုတ်၍ကြတယ်လို့ပဲကြာကြာနာနာမြင်းကြိုးချပြီးတော့ပလက်တစ်မျိုး